1958 ခုနှစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲရဲ့ဂျာစီတစ်ထီသမိုင်းဝင်ဘောလုံးကနဝင်ပီလီရဲ့ခြေရာလက်ရာတွေထင်ကျန်နေခဲ့တဲ့ဒီဂျာစီဟာအခုဆိုရင်ကမ္ဘာ့ဈေးအကြီးဆုံးဘောလုံးဂျာစီတွေထဲကတစ်ထည်ဖြစ်လာခဲ့ပါပြီ။နယူးယောက်မြို့ရဲ့နာမည်ကျော်ဆော့ဘာလေလံအဖွဲ့ကကြီးမှုကျင်းပတဲ့ The Beautiful Game လေလံပွဲမှာပီလီရဲ့1958ကမ္ဘာ့ဖလားဗိုလ်လုပွဲဝတ်ဂျာစီကိုအမေရိကန်ဒေါ်လာ4.9 သန်းအထိစံချိန်တင်ဈေးနှုန်းနဲ့လေလံအောင်သွားခဲ့တာဖြစ်ပါတယ်။ဒီတန်ဖိုးဟာကမ္ဘာ့ဘောလုံးလောကမှာ1986ကမ္ဘာ့ဖလားတုန်းကမာရာဒိုနာဝတ်ဆင်ခဲ့တဲ့ဂျာစီဒေါ်လာ9.3 သန်းပြီးရင်ဒုတိယမြောက်တန်ဖိုးအကြီးဆုံးဘောလုံးဂျာစီအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။သမိုင်းတန်ဖိုးကြီးမားလာတဲ့ဂျာစီတစ်ထည်ရဲ့ခရီးစဉ်ဒီဂျာစီရဲ့နောက်ခံသမိုင်းကြောင်းကတကယ်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်။1958ခုနှစ်ကမ္ဘာ့ဖလားဗိုလ်လုပွဲအသက်18နှစ်သားလေးပီလီဟာဒီဂျာစီကိုဝတ်ဆင်ပြီးအိမ်ရှင်ဆွီဒင်အသင်းဘက်ကိုသမိုင်းဝင်2 ဂိုးသွင်းယူကဘရာဇီးအသင်းကိုပထမဆုံးအကြိမ်ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဆွမ်းဆောင်ပေးခဲ့ပါတယ်။တငယ်ချင်းအတွက်လက်ဆောင်ဗိုလ်လုပွဲအပြီးမှာပီလီကဒီဂျာစီကိုသူ့ရဲ့အသင်းဖော်ဒီတာကိုလက်ဆောင်အဖြစ်ပေးခဲ့ပြီးဒီတာကမှတဆင့်ဘရာဇီးပြတိုက်တစ်ခုကိုပြန်လည်လှူဒန်းခဲ့တာပါ။တန်ဖိုးဖြတ်မရတဲ့မြင့်တက်မှု2004ခုနှစ်တုန်းကဒီဂျာစီကိုလေလံတင်ခဲ့စဉ်ကဒေါ်လာ3 သိန်းကျော်105,600ဒေါ်လာသာရရှိခဲ့ပေမဲ့အခု2026ခုနှစ်မှာတော့ဒေါ်လာ4.9 သန်းအထိဈေးနှုန်းအဆမတန်ခုန်တက်သွားခဲ့တာဖြစ်ပါတယ်။ကမ္ဘာ့ဖလားကာလအထိမ်းအမှတ်လေလံပွဲကြီးဆော့ဖေရဲ့ပြောကြားချက်အရအခုလိုလေလံပွဲကို2026ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ဗိုလ်လုပွဲကျင်းပမဲ့ရက်သက်တစ်ပတ်နဲ့တိုက်ဆိုင်ပြီးပရိသတ်တွေအတွက်အထူးတလဲတင်ဆက်ခဲ့တာလို့သိရပါတယ်။ဒါရင်မကသေးပါဘူး။ဒီလေလံပွဲမှာပီလီရဲ့ဂျာစီအပြင်အခြားသောသမိုင်းဝင်အမှတ်တရပစ္စည်းတွေကိုလည်းလေလံတင်ခဲ့ပါသေးတယ်။မာရာဒိုနာရဲ့1986ကမ္ဘာ့ဖလားအင်္ဂလန်နဲ့ပွဲကအသင်းကောင်းဆောင်လက်ပတ်မက်ဆီရဲ့2019ချန်ပီယံလိမှာပစောက်ကို6 ဂိုးနဲ့အနိုင်ရတော့ကဝတ်ဆင်ခဲ့တဲ့ဂျာစီဒေးဗစ်ဘက်ခန်ရဲ့2002ကမ္ဘာ့ဖလားမှာအင်္ဂလန်လက်ရွေးစင်ပွဲ50ပြည့်အထိမ်းအမှတ်ဝတ်ဆင်ခဲ့တဲ့ဂျာစီဘောလုံးလောကရဲ့ရှင်သန်နေစေသမိုင်းကြောင်းတွေနဲ့ကစားသမားကြီးတွေရဲ့အငွေသက်တွေဟာဒီနေ့ခေတ်အထိဘလောက်အထိတန်ဖိုးဖြတ်မရအောင်လွှမ်းမိုးနေစေလဲဆိုတာကိုအခုလေလံပွဲကသက်သေပြလိုက်တာပဲဖြစ်ပါတယ်။